အဖန်ချာဆဆန်တောတောင်တွေကိုသွားရတာကြိုက်တဲ့သူတွေရှိလာခင်ဗျာဒါဆိုလို့ရှိရင်တော့ကျွန်တော်နဲ့တူဘကိုးရိုးမကကြောက်ညက်ကိုတွားကြရအောင်ခင်ဗျာဒီနေရာလေးကတော့ကြောက်ညက်ဆက်ဆခြင်းဝင်ပေါက်ပေါ့နော်ရေတော်တွေကနေဖြတ်ပြီးတော့နေတဘာဝလှတရားတိုင်းရှိနေတယ်ကြောက်ညက်ကိုဖျက်ရှောက်ရတာတော်တော်လေးတော့မိုက်တယ်ခင်ဗျာကြောက်ညက်ကိုသွားရတဲ့လက်လျှောက်မှာအခုလိုနေရာမျိုးတွေလည်းကြောက်ဖြတ်ရတာတော်တော်လေးစိတ်လှုပ်ရှားပြီးပြောစရာကောင်းတယ်ခင်ဗျာဒီကြောင့်ညက်ကအရန်ပူတဲ့ရာသီမှာအပူဆောင်လို့အရန်ကောင်းတဲ့နေရာလေးတစ်ခုလို့ဆိုလည်းမမှားဘူးခင်ဗျာကြောက်ဆောင်နေကြကနေရေတော်တွေကနေဖြတ်ရတဲ့အတွက်တော်တော်လေးကိုအေးပြီးတော့နေစိမ့်ဆူပြီးတာရတယ်ပေါ့နော်အခုကတော့အပေါ်မှာရှိတဲ့ရေတကွန်ကျွန်တော်တို့သွားမှာပဲဖြစ်ပါတယ်ရေတကွန်သွားတဲ့လမ်းမှာကအခုလိုမျိုးရေတွေရောကြောက်ဆောင်နေပေါ်ကနေတွေ့ကက်ပြီးတော့နေလေတက်ခဲ့ရပါသေးတယ်โอเคครับย่าအဲ့ဒါကနော်โอเคရေတကွန်ကတော့တတိလေးပါပဲခင်ဗျာရေတော့တိတ်မရှိဘူးပေါ့နော်မိုးရွာမှာရေအများကြီးကျတယ်လို့ပြောတယ်အေးနေရာလေးကလည်းအေးစိတ်ပြီးတော့နေလို့တော့တော်တော်လေးကိုကောင်းနေခင်ဗျာဒီစရာဆိုလို့တင်ချိပဲရှိတယ်ဒီမှာကျောက်တုံးတွေကချောနေတာမို့အခုလိုမျိုးလဲချောချခဲ့ပါသေးတယ်ခင်ဗျာရွယ်ကြိုးတွေကိုကင်မီးစင်းရတဲ့နေရာတွေရှိတာမို့လက်အိပ်ယူသွားဖို့လဲမမေ့ကြပါနဲ့ခင်ဗျာလောတောင်းတွေကိုရှောက်သွားတာမောလာပြီးဘိုက်လဲစားပြီးဆိုတော့နေ့လည်စာလေးစားလိုက်ပါအောင်မေခင်ဗျာဟင်းနေရတော့အစုံပဲငပီးတိုးစရာအစုံနဲ့ထမင်းစားမေခင်ဗျာလက်ဖက်တုပ်ပါတယ်ဘဲဥငံပြိုင်ချက်ပါတယ်ချက်သားကြောနဲ့အကျုပ်ချောင်းပါတယ်ချမောင်နဲ့ပစွန်ပါတယ်အတိုးမြုံနေပေါ့နော်စားကြပါအောင်ခင်ဗျာကျွန်တော်ကတော့ငပိလေးဆမ်းပြီးတော့ဟင်းအနစ်နဲ့ဆက်လေးပေါ့နော်ပဲသီးချင်းနဲ့ကလော်သီးနဲ့စားပါအောင်ခင်ဗျာကြည်နေနဲ့တည်ကြတဲ့သူတွေအတွက်ကိုလည်းကျွန်တော်ကတော့တက်လို့ခွင့်ကြည့်မယ်ပေါ့နော်ရော့ဆက်လေးဟာပါခင်ဗျာကျွန်တော်တို့ဘွဲကတော့ခေါင်းနောက်မဖော်ပဲဆွဲရေးပေးနေကြပြီပေါ့နော်အားပေးချက်ထမင်းအပြောင်ဟင်းအပြောင်ပဲခင်ဗျာထမင်းစားပြီးတော့တရက်ဒီချင်းငန်းဆက်လေးစားလိုက်ရတာအရန်ကောင်းနေခင်ဗျာလေးစားတွေရောအပူဆက်တွေရောစားထားတာဆိုတော့တောက်နေကြခရီးမီရဲ့အစာကြီးစီးလေးတောက်လိုက်ပါအောင်မေခင်ဗျာခရီးမဲမှာကတော့အဖြူနဲ့ပန်းရောင်နှစ်မျိုးလာတယ်အဖြူကတော့ပူရှင်းရတာပါပန်းရောင်လေးကတော့ PK ရတာပါခင်ဗျာနှစ်မျိုးလုံးကလေထုလျောက်ဖြစ်ရင်သုံးနိုင်ပါတယ်ခရီးမီရဲ့ကဲ Triple Sweetie Formula ကအစာမကျဖြစ်တာလေထုလျောက်တာဘိုင်းရောက်ဖိုင်းနာတဲ့ကိုအမြန်ဆုံးတက်တာပြောက်ကင်းစေပါတယ်ခင်ဗျာစားချင်တာတွေစားပြီးစေးတောက်ပြီဆိုတော့ရှေ့မှာအရန်လာတဲ့ကြောက်ညက်တွေစီကိုခေါ်သွားပြီးမှမို့ကျွန်တော်နဲ့တူလိုက်ပြီးခန်းစားကြည့်ရအောင်ခင်ဗျာကြောက်ညက်သွားရင်တော့အခုလိုမျိုးရေထဲ多တွေကနေဖြတ်ပြီးရှောက်ရတဲ့အတွက်ဖက်နှက်ကောင်းလေးတည်းရတော့လိုရပေါ့နော်တလန်းလုံးလည်းမချော်ကြတဲ့လူမရှိပါဘူးခင်ဗျာယူဆိုင်ပြီးလဲသွားလာကြဖို့အမင်းနဲ့နော်အရန်လဲပြောစရာကောင်းပါတယ်အရှိမအခုလိုမျိုးတောတစ်ခွာရည်လည်းရှိတယ်အခုသွားနေတာကတော့လေကျိုးစီးဖို့ပေါ့နော်သွားပြီးတော့မြောက်ချောက်ကြပါဦးမယ်ခင်ဗျာကိုတငယ်ချင်းတွေစုပြီးတော့နေပျော်ပျော်ပါသွားကြရင်တော့အရန်ပြောစရာကောင်းတဲ့ခီးစဉ်လေးတစ်ခုဖြစ်မှာအမှန်ပဲခင်ဗျာကျွန်တော်တို့ကတော့လူကြီးတော့အရန်လဲမြောက်ချောက်ပြီးတော့အရန်လဲပြောခဲ့ရပါတယ်ဒါကတော့ဓာတ်ဖန်ဖို့လုံးပန်းကြသူများပါခင်ဗျာတစ်တော်လောကကိုချင်းချောက်မဲ့အကောက်ဖွဲ့ပါကျောင်းညက်ကပြန်ထွက်ရွာထိပ်ကရင်းနေဆောင်မှာရေချိုးခဲ့ကြပါသေးခင်ဗျာရေကတော့တော်တော်အေးတယ်ဒါပေမဲ့တရွက်ပုတ်အနက်နည်းနည်းတော့နှံ့နေပေါ့နော်ခီးတွေသွားတဲ့ကကျွန်တော်တို့အစားမရှောင်နဲ့အစားတနိုင်နဲ့ရှိလို့ရှိရင်လည်းအစာမချေဖြစ်တာလေထုတယောက်တွေကိုချက်ချင်းပြောက်တဲ့ cream ရိုက်ကိုလည်းဆောင်းသွားကြဖို့မေးကြနေခင်ဗျာ